먹어. 때려. 먹어. 조금씩. 아우, 착하다. 우리 찰수. 내가 ကျမရဲ့စိတ်ရှည်လက်ရှည်တင် जा ပေးမှုကြောင့်ချောင်ဆူးဟာထမင်းစားတဲ့အခါအရင်လိုကြမ်းတမ်းမနေတော့ပါဘူး။အဲ့ဒီပုံစံကိုကြည့်ပြီးမိသားစုဝင်အားလုံးအံ့ဩသွားခဲ့ကြပါတယ်။အဲ့ဒီနေ့ကစပြီးကျမဟာသူ့ကိုအိပ်ယာခင်းခောက်တာနဲ့တွားတိုက်တဲ့နီလန်းတွေကိုတင်ပေးခဲ့တယ်။သူတစ်ခုခုကိုကောင်းကောင်းလုပ်နိုင်တိုင်းကျမကသူ့ကောင်းလေးကိုအသာအရာပုတ်တက်ပေးလေးရှိပါတယ်။ဒီနေ့မှာတော့ချောင်ဆူးရဲ့သပင်ကိုညှက်ပေးနေတော့အမေကဈေးသွားမယ်ဆိုတာသိလိုက်ရတယ်။ဒါကြောင့်ကျမကချောင်ဆူးကိုအရင်ခေါ်သွားမယ်လို့ပြောခဲ့တာပေါ့။ဒါပေမဲ့ဈေးထဲမှာပစ္စည်းရွေးနေတော့မှပဲကြီးမားတဲ့တန်မောင်ကြီးတစ်ခုကချောင်ဆူးရဲ့ပခုံးပေါ်ကိုပြုတ်ကျလာခဲ့တယ်။ဒါပေမဲ့သူကကျမကိုအရင်ဆုံးရင်ခွင်ထဲထည့်ပြီးကာကွယ်ပေးခဲ့ပါတယ်။ဘေးနားကလူတွေအားလုံးလည်းမြင့်တက်သွားခဲ့ကြတာပေါ့။ဆေးရုံမှာစစ်ဆေးကြည့်ပေမဲ့ဘာဝေဒနာမှမတွေ့ခဲ့ရပါဘူး။အဲဒီနောက်ပိုင်းမှာတော့ကျမဟာသူ့ကိုစကားလုံးတွေနဲ့စကားပြောနည်းတွေကိုသင်ပေးခဲ့တယ်။ပြီးတော့စလုံးတစ်လုံးချင်းစီရင်းနှီးကိုလည်းသင်ပေးခဲ့တာပေါ့။ကျမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတဖြည်းဖြည်းနဲ့ပိုပြီးနီးကပ်လာခဲ့ပါတယ်။ဒီနေ့မှာကျမအခန်းထဲဝင်ဖို့လုပ်တဲ့အခါချောင်ဆူးကကျမနောက်ကနေကပ်လိုက်လာတယ်။ဒါပေမဲ့တကားဝမှာကျမကသူ့ကိုတားလိုက်ပါတယ်။အဲ့ဒီအခါသူဟာတကားဝမှာပဲဒီအတိုင်းလှဲအိပ်ပျော်သွားခဲ့တယ်။ကျမလည်းသူ့နားမှာရှိနေပေးချင်တာကြောင့်ဆောင်ကိုတကားနားအထိရွှေ့လိုက်ပါတယ်။နယံတစ်ခုချားနေပေမဲ့လည်းကျမတို့ရဲ့နှလုံးသားတွေကတော့တယောက်ကိုတယောက်မျက်နှာမူထားခဲ့ကြပါတယ်